Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကြောက်ပလောင်းမျိုးရှေ့ပန်းချံနောက်ဖက်အမေမိုဘိုင်းဖုန်းဆိုင်မှာကြိုဆိုပါရခင်ဗျာကျွန်တော်အတန်လေးနည်းနည်းဝင်နေလို့ပေါ့နော်အဲ့ဒါလေးတော့နားလည်ပေးပါအခုလို့ပေါ့နော်နိုင်ငံတော်အခွန်ဆောင်နေရတယ်ပေါ့နော်ဖုန်းတွေအခွန်ဆောင်တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ဖုန်းတွေပေါ့နော်ဒီတသိန်းခွဲနှစ်သိန်းအောင်ဆိုတာရှားပါသွားတဲ့အနေအထားတွေပေါ့နော်တသိန်းကြော်လေးရှားပါသွားတဲ့အနေအထားတွေမှာကျွန်တော်စီမှာနော်လူကြီးမင်းတို့တက်နိုင်တဲ့ဈေးလေးတွေပေါ့ဟိုမတက်နဲ့ကျွန်တော်ငွေကြီးအရင်တက်နိုင်တဲ့လူတွေကိုကျွန်တော်မပြောပါဘူးငွေကြီးအရင်မတက်နိုင်တဲ့သူတွေလေးအတွက်လည်းကျွန်တော်တင်းလျောက်ပတ်အောင်ဖုန်းတွေကိုကျွန်တော်ကသိန်းခွဲလောက်ကနိုင်ပြီးတော့ပေါ့နော်နှစ်သိန်းအောက်ကလေးတွေကိုလည်းပဲကျွန်တော်စီမှာနော်ရှိပါတယ်ခင်ဗျာနိုင်ငံတော်အကုန်လုံးနိုင်ငံတော်ဒါစီးရိုင်ကင်းလွတ်ပြီးသားတွေဖြစ်ပါတယ်ကျွန်တော်ဘက်ကကျွန်တော်ရောင်းလိုက်တဲ့ဖုန်းတွေကလူကြီးမင်းတို့လက်ထက်ရောက်သွားမှစင်ကပ်ပိတ်သွားတာလို့အခွန်မဆောင်ရင်တို့ကနိုင်ငံတော်ကလန့်သတိပေးတယ်ပေါ့နော်မဆီတဲမှာဒါစီးရိုင်အခွန်ဆောင်ရလိုအပ်ပါသည်ပေါ့ကျွန်တော်ပြောပြမယ်အခုလက်ရှိမှာဆိုရင်ဒီလိုဖုန်းလေးတွေဒီ Redmi 6A လေးတွေကိုပဲအခွန်ဆောင်တဲ့နှုန်းကကျွန်တော်တို့မြန်မာငွေ6000လောက်ဆောင်ရပါတယ်ခင်ဗျာအဲ့ဝင်ကျင်လောက်တော့ထင်တာပဲပေါ့ကျွန်တော်ဆိုတော့ကျွန်တော်ပြောတာကျွန်တော်ဖုန်းလေးတွေကအခွန်ဆောင်ပြီးသားလက်တင်သုံးရုံပဲ YouTube TikTok Facebook Viber အကုန်လုံးသုံးလို့ရပါတယ်ခင်ဗျာဒီမင်းတို့တိုက်တဲ့ဆိုင်လိုရရင်ကျွန်တော်စီဆိုင်ကိုလာရောက်ဝယ်ယူလို့ရပါတယ်ခင်ဗျာเนาะကျွန်တော်စီမှာဖုန်းတွေ model အမြင့်အနှိမ့်အလက်အမြင့်အကုန်လုံးကျွန်တော်တင်ထားပါတယ်လိုအပ်တာနဲ့တိုက်ဆိုင်နေဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တချို့ကြလည်းမသိဘူးပေါ့နော်မသိလို့တင်ပေးရခြင်းဖြစ်ပါတယ်ကျွန်တော်လူကြီးမင်းတို့စိတ်တိုင်းကြဆောင်ပြပေးပါမယ်အလုံးရောင်းလိုက်လို့နော်မကြိုက်ဘူးဆိုလည်းအလဲထက်ပြန်လုပ်ပေးပါတယ်နော်ကျွန်တော်ရောင်းတဲ့ပစ္စည်းတစ်ခုကိုတောင်းဝန်ယူမှုတောင်းဝန်ခံမှုအပြည့်နဲ့ကျွန်တော်လုပ်ပေးပါမယ်ခင်ဗျာနော်ပြီးပြီးရောင်းတဲ့ထဲမှာလည်းကျွန်တော်မပါပါဘူးခင်ဗျာဆိုတော့လူကြီးမင်းတို့ယုံကြည်ရဲဆိုရင်လာရောက်အားပေးလို့ရတယ်ဆိုတဲ့အကြောင်းလေးပြောချင်တော့ပါခုခေတ်မှာဒီလိုဖုန်းလေးတစ်လုံးလောက်တောင်မှပဲအခွန်ကအနည်းဆုံး6000လောက်ဆောင်နေရတဲ့အနေအထားတွေမှာနော်လူကြီးမင်းတို့အခွန်ဆောင်စရာမလိုပဲလက်တင်သုံးရုံမှာပဲလက်တင်သုံးပါပဲခင်ဗျာနော်အကုန်လုံး offline error ကင်းလေးတွေပါလက်တင်သုံးရုံလူကြီးမင်းတို့3သိန်းခွဲကျော်2သိန်းအောင်လေးတွေနဲ့ရပါမယ်ခင်ဗျာလိုအပ်တာရှိရင်ဝယ်ယူအားပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်အားလုံးကျွန်တော်ဖုန်းဆိုင်လေးကတော့ကြောက်ပတောင်းမျိုးအရှိပန်းချံအနောက်ဘက်ဦးကျင်ခဲစီဇန်နဲ့မျက်နှာချင်းဆိုင်မှာတည်ရှိပါတယ်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ